ပင်ဆိုင်ရတာဝါဒနာပါပေမဲ့အပင်ဆိုင်ဖို့မြေနေရာကလည်းမရှိမြေဆွေးတော့ဝယ်ဖို့ကလည်းမလွယ်အပင်ပြုစုဖို့ကလည်းအချိန်ကမအားဖြစ်နေတဲ့သူလေးတွေအတွက်အခုလိုမျိုးရေနဲ့စိုက်လို့ရတဲ့ရေစိုက်ခင်းလေးကိုစိုက်ကြည့်ပါနော်ရေနဲ့စိုက်ထားတော့အပင်ကိုရေနေ့တိုင်းလောင်းပေးစရာမလိုတော့ဘူးအဓိကလိုအပ်တာကတော့အခုလိုထဲစိုက်ရတဲ့ဖော့ဘူးလေးပေါ့နော်ဒီဖော့ဘူးလေးဆိုလို့ရှိရင်ဟင်းဒီရွက်ရောင်းတဲ့ဆိုင်နဲ့တားငါးပစုံတွေရောင်းတဲ့ဆိုင်မှာမေးဝယ်လို့ရတယ်မျိုးစေ့လေးတွေနဲ့လိုအပ်တာလေးတွေကိုလည်းစိုက်ပျိုးရေးအယောင်းဆိုင်တွေမှာလည်းမေးဝယ်လို့ရတယ်အပင်ကြီးထွားလာပဖို့အတွက်ဆိုရင်တော့ဒီ AB မြေဩဇာထုတ်ကတော့မရှိမဖြစ်ရေအတွက်လိုအပ်ဆုံးပါမျိုးစေ့လေးတွေကိုထဲဆိုင်ဖို့အတွက်အခုလိုမျိုးရေမြုပ်လေးကိုရေဆူအောင်ဆွတ်လိုက်မယ်ဒီရေမြုပ်ပေါ်မှာတလက်မပတ်လေအပိုင်းလေးတွေကိုမပြတ်တပြက်ပိုင်းပြီးတော့မှမျိုးစေ့ထဲဖို့အတွက်အပေါက်လေးဖောက်ထားတယ်မျိုးစေ့တွေအလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဘန်းလေးထဲမှာရေလေးအနှဲငယ်ထည့်ပြီးတော့မှနေရိပ်မှာပဲထားပေးလိုက်တယ်ရက်နှဲငယ်ကြာတဲ့ချိန်မှာအပင်လေးတွေကအခုလိုမျိုးတေးသေးလေးအပင်ပေါက်လေးတွေထွက်လာပြီဒီလိုမျိုးအပင်ပေါက်ထွက်လာတဲ့အချိန်မှာလဲရိုးရိုးရေနဲ့ပဲရေနှဲသွားလို့ရှိရင်နည်းနည်းလေးထပ်ဖြည့်ပေးလိုက်ပါတယ်အနီပလည်းအရင်တုန်းကဒီလိုပြိုးပင်လေးတွေကိုမြေကြီးမှာချဆိုင်ခဲ့ဘူးတယ်ဒါပေမဲ့အပင်ကိုရေမလောင်းမိလို့အပင်တွေမရှင်ရတာနဲ့ရေလောင်းတာများပြီးတော့မှအပင်လေးတွေတည်သွားရတာနဲ့အဲ့လိုမျိုးခဏခဏကြုံတယ်အခုတော့ရေဆိုင်ခင်းလေးပြောင်းပြီးစိုက်တော့အပင်တွေကိုမြင်ရတာအမြဲတမ်းစိတ်ချမ်းသာတယ်ပြီးတော့လေအပင်ကကြီးထွားနှုန်းကလည်းပိုပြီးတော့မြန်တယ်ဒီလိုမျိုးအရွက်လေးတွေနောက်ထပ်ဒီထက်ပိုပြီးကြီးလာမယ်ဆိုလို့ရှိရင်နောက်ထပ်တနေရာမှာပြောင်းရွှေ့ဆိုင်လိုက်ရုံပါပဲနော်